မောင်တထွားနဲ့ကံယုံမင်းသမီးပုံပြင်ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာဘုရင်ကြီးတစ်ပါးရှိတယ်။ဘုရင်ကြီးကမင်းကျင့်တရားနဲ့အညီအေးအေးချမ်းချမ်းအုပ်စိုးနေတာကြောင့်တိုင်းပြည်လဲตายရတယ်ပြည်သူတွေလည်းနေရတာအဆင်ပြေကြတယ်ဒီနေ့မှာဘုရင်ကြီးကသားတော်သမီးတော်တွေကိုခေါ်ပြီးအခုလိုစီးစိမ်ချမ်းသာနဲ့နေရတာဘသူကြောင့်လဲလို့မေးလိုက်တယ်။သားတော်သမီးတော်အများစုကဖခမဲတော်ရဲ့ဖုံးတော်ကြောင့်ပါဖျားလို့တညီတညွတ်ဖြေကြတယ်ဒါပေမဲ့သမီးတော်ငယ်ဆုံးကတော့ကံကြောင့်ဖြစ်တာပါဖျားလို့ဖြေလိုက်တယ်။အဲ့ဒီစကားကြတော့ဘရင်ကြီးအယမ်းမြတ်ထွက်သွားပြီးကိုကံကြောင့်ဆိုရင်အခုကစပြီးဒီစည်းစိမ်တွေကိုစွန့်ပြီးထွက်သွားလေတော့လို့မိန့်လိုက်တယ်။ဒီလိုနဲ့သမီးတော်ကလေးကအဝတ်တစ်ထည်ကိုတစ်ခုနဲ့နန်းတော်ကဆင်းပြီးမြို့ထဲကိုဝင်လာခဲ့တယ်။မြို့အစွန်ကိုရောက်တဲ့အခါစင်းရဲလွန်းတဲ့လူလင်တယောက်ကိုတွေ့တယ်။အဲ့ဒီလူလင်ကမနက်ကလေးကတောထဲသွားပြီးထင်းခုတ်ညနေကြမှပြန်လာအဲ့ဒီထင်းတွေကိုလှည့်လေရောင်းပြီးရတဲ့ငွေနဲ့စံစီဝယ်ပြီးမှချက်စားနေရတဲ့သူတယောက်ပေါ်စင်းရဲလွန်းလို့အဝတ်တောင်လုံလောက်အောင်မဝတ်နိုင်ဘူးတထွာလောက်ပဲအရှက်လုံယုံဝေးရလို့လူတွေကသူ့ကိုမောင်တထွာလို့ခေါ်ကြတယ်ဒါပေမဲ့သူကမိအိုအိုတွေကိုတော့လေးစားယူသေးပြီးအလုံးလုံးကျွေးပြုစုတဲ့လူကောင်းတစ်ယောက်ဖြစ်တဲ့မင်းသမီးကလေးကအသိရဲ့အိမ်ကိုလိုက်နေပါရစေလို့ပြောလိုက်တော့မောင်တထွာကအတင်စဉ်းစားဦးပါကျွန်တော်တို့အိမ်ကအရန်စင်းရဲပါတယ်အတင်နဲ့ရွယ်တူမိမဖော်လဲမရှိပါဘူးလို့ပြန်ပြောတယ်ဒါပေမဲ့မင်းသမီးကလေးကလိုက်နေပါရစေလို့ပဲထပ်ပြောနေတဲ့အတွက်နောက်ဆုံးမောင်တထွာကအိမ်ကိုခေါ်လာခဲ့ရတယ်မောင်တထွာကမင်းသမီးကလေးကိုအယမ်းကျင်နာပြီးဂယုစိုက်ယူရတယ်မင်းသမီးကလေးကလည်းမောင်တထွာတောထဲသွားတဲ့အချိန်မှာအိမ်မှာအမိုက်တရိုက်လဲတန်ရှင်းရေးလုပ်စတဲ့မိန်းမတို့လုပ်ရမယ့်အလုပ်တွေကိုလုပ်ပေးနေတယ်တနေ့မောင်တထွာတော့ကပြန်လာတော့ရှင်မရေမင်းပြင်းပြေကစားဖို့လှပတဲ့ကြောက်ခဲလေးတွေယူလာခဲ့တယ်လို့ပြောပြီးကြောက်ခဲတချို့ထုတ်ပြတယ်အဲ့ဒီကြောက်ခဲတွေကိုမြင်တဲ့အခါမင်းသမီးကအယမ်းအံ့ဩသွားပြီးဒီကြောက်တွေကိုအတင်ဘဲကရတာလဲလို့မေးတယ်မောင်တထွာကဒါမျိုးတွေကပေါ်ပါတယ်ငါထင်းခုတ်တဲ့နေရာမှာအများကြီးပဲရှင်မလိုချင်သေးရင်ထက်ယူလာခဲ့မယ်လို့ပြန်ဖြေတယ်ဒါပေမဲ့မင်းသမီးကနန်းတွင်းသူဖြစ်တဲ့အတွက်ဒီကြောက်ခဲတွေဟာတာမန်မဟုတ်ပဲအဖိုးတန်နဲ့ကြောက်မြင့်ရတနာတွေဆိုတာသိလိုက်တယ်။ဒါကြောင့်ဒီကြောက်တွေအရန်အဖိုးတန်နဲ့အခြားသူတွေမတွေ့ခင်များများတည်ယူရအောင်လို့မောင်တထွာကိုပြောတယ်။နောက်တစ်နေ့မှာမင်းသမီးကလေးပါတော့ကိုလိုက်သွားတယ်။အဲ့ဒီနေ့တော့ထင်းမခုတ်တော့ပဲမောင်တထွာကတထမ်းမင်းသမီးကလေးကတရွက်နဲ့ကြောက်တွေတဲလာကြတဲ့အချို့ကိုထုခွဲပြီးရောင်းလိုက်တဲ့အခါသူတို့နှစ်ယောက်တဖြည်းဖြည်းကျွဲဝချမ်းသာလာကြတဲ့မင်းသမီးကလေးကရလာတဲ့ငွေအများကြီးကိုတိုင်းသူပြည်သားတွေကိုချေးပေးပြီးဖခမဲတော်ဘရင်ကြီးနဲ့ရွာဆန်သွားမှပဲပြန်ဆက်ပါလို့ပြောထားတယ်။ဒါကြောင့်ပြည်သူတွေကညတိုင်းဘရင်ကြီးအသက်ရှည်ပါစေလို့ဆုတောင်းကြတော့တယ်တညမှာဘရင်ကြီးကတိုင်းပြည်ထဲစနီးနာထွက်တဲ့အခါကိုယ်အသက်ရှည်ဖို့ဆုတောင်းတန်တွေကြားနေရလို့ဘာကြောင့်လဲဆိုတာမေးမြန်းတယ်။ပြည်သူတွေကမင်းသမီးကလေးကဘရင်ကြီးနဲ့ရွာဆန်မှသာပြန်ဆက်ရမယ်ဆိုပြီးငွေချေးထားလို့ပါဖျားလို့ရှောက်တင်ကြတယ်။အဲ့ဒီအခါဘရင်ကြီးကသမီးတော်ကိုတတိယလာပြီးခေါ်တော်မူကားသမီးတော်ပြောခဲ့တာမှန်ခဲ့ပါပြီစင်းရဲသူနဲ့တွေ့ရပေမဲ့သမီးတော်ရဲ့ကုသိုလ်ကံကြောင့်ချမ်းသာလာတာပဲလို့မိန့်တော်မူတယ်ပြီးတော့သမီးတော်နဲ့တမတ်ကိုနန်းတွင်းမှာခေါ်ယူထားပြီးနဲ့ရွာဆန်ခါနီးမှာထီးနှန်းကိုမောင်တထွာနဲ့မင်းသမီးကလေးထံလွှဲအပ်ပေးခဲ့တဲ့အဲ့ဒီနောက်သမီးတော်ကိုတော့လူတွေကကံယုံမင်းသမီးလို့ခေါ်ကြတော့ပါတယ်ချို့မိတ်ဆွေတို့ရောကံကိုယုံကြရဲ့လားကံဆိုတာကလည်းတန်တရားတစ်လျှောက်ကိုလှုပ်ခဲ့ပြုခဲ့တဲ့လုပ်ရက်တွေစီကနေအလှဲ့ကျပြန်ရောက်လာတတ်တဲ့အရာပဲမဟုတ်လားနော်